ဒီဟာမင်းလေးရဲ့မျက်နှာနဲ့အားရွှေမလေးကိုတွေ့ကြမှာခွေ စိတ်ချပြီဒါအဖေကိုနီးဆိုင်ရလောက်မွေးပေးအောင် ဟုတ်ပါပြီကွာအဖေကိုမျောလင်းချက်တွေပေးပြီးတော့ထားမတော်ရင်လည်းပြီးတာပါပဲ စိတ်ချပါပြီရဲ့အဖေမျောလင်းချက်တွေမပြတ်စေရဘူးတားကတိပေးဟောအဲ့ဆိုကျွန်တော်လှုပ်ဆရာလေးရှိလို့ဒါပဲနော် အေးဒါအားဆိုပြုစားအောင်နော် ရှင်းပါမယ်နော်အဲ့ရဖုံးရွပဲထောက်ပတ်ရှင်းပါမိသားစုလေးပါလေးရှိရဆိုတာနည်းနည်းပါးပါစဉ်းစားအောင် ဘယ်လိုပြောလိုက်ကြလဲမိမရေဒီပတ်စံတွေကသူ့ပတ်စံတွေအကိုတို့အခုလိုမျိုးစားနိုင်တောင်းနိုင်လဲပတ်နိုင်နေတာသူ့ပတ်စံတွေရောမဟုတ်ဘူးလားတကယ်ဆိုလို့ရှိရင်အကိုတို့သူ့ကျေးဇူးတော် အော်မသိဘူးကျမအဲ့လာပြောနေတယ်ကိုပတ်စံနေဆိုလေကျမတို့လာပြောနေတယ်ကိုစူးစမ်းလို့ကိုရတာစံပေးမှစီရတဲ့ရင်းမလို့ကျမတို့အလကားနေတဲ့သူ့ဟိုမှာကျေးဇူးမတင်နိုင်ဘူး ဘာကွာတလောက်စားဘူးသူ့ကျေးဇူးတဲ့အကိုတို့စားလာတလောက်မကတော့မင်းအခုလိုမျိုးကျေးဇူးမကတဲ့